Hello ဆောနာကဖြူဖြူဖောက်လို့မရတဲ့ scrap ပေါ့နော်အဲ့ဒါလေးကိုဖောက်ပြပါမယ်ရှင်သူက 24K ပါ 24K ရွှေပါတယ်ပြီးရင်ပင်လယ်စားနဲ့လှုပ်ထားပေါ့နော်ပင်လယ်စားနဲ့လှုပ်ထားတာဆိုတော့သူ့ရဲ့အနံလေးကလူကိုဒီ scrap တိုက်ပြီးလို့ရှင်လူကိုသူကလေ relax ဖြစ်စေတယ်ပေါ့နော်အနံလေးကလည်းလူကိုလန်းဆန်းသွားစေတယ်သူကအောက်မှာရှာခံလေးတစ်ခုပါတယ်ပေါ့နော်ဖွင့်လိုက်လို့ရှင်ဖြူဖြူကစားမှုန်တွေထွက်လာမှဆိုလို့မဖွင့်ပြတော့ဘူးနော်အပြေကြီးပဲပါတာကဲဒါတော့ပြန်သိမ်းပြီရှင်ကျမပြီးရင်ဖြူဖြူတိုနာနဲ့နိုးရည်နဲ့စမ်းပြမယ်ပေါ့နော်ဒါကတော့တိုနာသူကဘူးအသက်ဆိုတော့2ခါ3ခါတော့ညှက်ရတယ်ဖြူဖြူ2ခါ3ခါသောနာညှက်ထားပြီးသားပေါ့နော်ဒါတစ်ခါညှက်လိုက်တာနဲ့အရည်လေးထွက်လာတယ်သူကအဲ့လိုလေးအရည်လေးကမပြစ်မကျဲလေးပေါ့နော်အဆန်တိုနာဆိုတော့သူကအဆန်ရဲ့အာနီတင်ရဲ့တိုနာရဲ့အာနီတင်ရဲ့အာနီတင်2မျိုးရတယ်ပေါ့နော်သူကအဆန်ထပ်ဝယ်စရာမလိုတော့ဘူးအဆန်ထပ်လိမ့်ကြမလိုတော့ဘူးကဲဒါကတော့နို့ရည်လေးဖြစ်ပါတယ်ကဲနို့ရည်ကကြတော့ကျမစမ်းပြမယ်နော်သူကလေစောနာတိုနာစမ်းထားပြီးသားဆိုတော့ဒါ2ခါ3ခါလောက်ညှက်ရလိမ့်မယ်ဘူးသက်ဆိုအဲ့လိုပဲ2ခါ3ခါ3 4ခါလောက်ညှက်မှအရည်ကထွက်လာတယ်ကဲဒါကတော့နို့ရည်လေးပေါ့နော်နို့ရည်ကလည်းသူကအဆန် immersion ဖြစ်တယ်ပေါ့နော်အဆန် immersion ဖြစ်တဲ့အတွက်သူကအဆန်ရဲ့အာနီတင်ရဲ့နို့ရည်ရဲ့အာနီတင်ရဲ့ပေါ့နော် immersion ရဲ့အာနီတင်ရဲ့ပေါ့နော်အဆန်ရဲ့အာနီတင်ရဲ့ immersion ရဲ့အာနီတင်ရဲ့သူကအာနီတင်2မျိုးရတယ်သူကလိမ့်လိုက်လို့ရှင်အဲ့လိုဆိုးဆိုးကြီးကြီးပြောင်ပြောင်လေးဖြစ်သွားတာပေါ့နော်ပြီးတော့သူကလေမျက်နှာမှာရှိတဲ့အမဲဆက်တွေတင်းထိပ်တွေကိုပါးစေရပေါ့နော်တိုနာရောဒီနို့ရည်ရောပေါ့နော်ပြီးတော့အသားကိုဖြူစေတယ်အဲ့ဒါဆိုတော့ဒါလေးကလင်းလိုက်လို့ရှင်အသားလေးကိုဆိုးဆိုးကြီးကြီးလေးနဲ့အသားရည်ပစ္စည်းနေတာတွေကိုသူကထိမ့်ပေးတယ်ကောက်ွယ်ပေးတယ်ပေါ့နော်ဒါကျမသုံးနေကြ skin care ပစ္စည်းတွေပါကဲဒါကတော့လက်ဆောင်2မျိုးပါ scrub ရယ်ညခုံးမွေးဆွဲတံရယ်ပေါ့နော်ညခုံးမွေးဆွဲတံမှာလေဘာလဲplastic အပတ်ကလေးပါသေးရပေါ့နော်အဲ့ဒါဖြူဖြူခွာနေတာခွာလို့မရဘူးရှင်မျိုးမျိုးခွာဖို့ကြိုးစားတယ်ကျမခွာဖို့အစရှာနေတယ်ပေါ့နော်ကဲနောက်ဆုံးပိတ်မှာကျမခွာမရတော့ဘူးရှင်ခွာမရတော့ကျမဖောက်မပြတော့ပါဘူးเนาะဘိုင်ဘိုင်အားလုံးကိုကျေးဇူးတင်ပါတယ်